ဒီကောင်တော့160ရဲ့ piston လေးတော့ဒီကောင် piston series လေးတွေတက်ပြီးသွားပြီเนาะဒီမှာเนาะ first rate နဲ့ second rate လေးကိုတစ်ချက်ခွဲပြမယ်เนาะဒီမှာเนาะသူကဒီမှာ first rate နဲ့ second rate နှစ်ကွင်းပါမယ်เนาะဒီတစ်ကွင်းဒီမှာကြီးအောင်ဝင်လေးတစ်ကွင်းကတော့ first rate ဖြစ်မယ်ဒီကောင်ကတော့ second rate လေးဖြစ်မယ်เนาะဒီကောင်လေးကတော့ corporation rate ဒီကောင်ကတော့နောက်ကနေပြီး mid range လေးဖြစ်ပါဘောเนาะအေးခံပြီးမှ range လေးဟုတ်ပြီအဲ့တော့ဒီကောင်ဒီကောင် yan range ပေါ့လေနောက်ကဝင်လေးကဒီလိုလေးဒီကောင်ဒီလိုလေးတက်မယ်เนาะဒီကောင်ကကိုကြိုက်နေတဲ့ပုံစံတက်လို့ရရเนาะဘယ်လိုပဲတက်ပါဒီက range ပါဇက်ဒီမစုံမှုအရေးကြီးတယ်ကျွန်တော်ရဲ့ style တိုင်းပဲကျွန်တော်တော့တက်တယ်နောက်ကလေးတွေကိုဒီမှာကာကြီးပင်ပေါင်းနဲ့လွှတ်ပြီးအပေါ်နားလေးကိုလွှဲပြီးမယ်เนาะဒီကောင်လေးကိုလွှဲမယ်ဒီဘက်ကိုလွှဲမယ်เนาะဟုတ်ပြီဒီဘက်ကိုလွှဲပြီးတာပဲနောက်တော့ဝင်းကိုဒီဘက်ကိုလွှဲထည့်မယ်เนาะထိပ်ဆုံးကဝင်ကြီးအောင်လေးเนาะနောက်ဝင်ကအမဲလေးနဲ့လာမယ်เนาะ160ရဟုတ်ပြီ range ကတော့ကိုကြိုက်နေတဲ့တယ်လို့ထားလို့ရတယ်တချို့ဆရာကြီးတွေကသူတို့ကြိုက်တယ်လို့သူတို့ထားပါဗျာကျွန်တော်ကြိုက်တယ်လို့ပဲကျွန်တော်ထားတာပါကျွန်တော်ဒီတိုင်းလေးထားတယ်ဒီလိုထက်အောက်ဒီလိုဘေးတိုက်လေးထားလိုက်တယ်နော်ဒီလိုဘေးတိုက်လေးနှစ်ခုထားပေးလိုက်တယ်ပြီးတော့ဒီကောင်ဖိုးပါဖြစ်တဲ့အတွက်ဒီမှာဘားရိုက်မဲ့အခွက်လေးတွေဒီမှာနော်မီးလောင်ကန်တွင်းမှာဒီကောင်လေးကဘားရိုက်မဲ့အခွက်လေးနှစ်ခွက်ပါနော်ဒီဘက်နှစ်ခွက်အောက်နှစ်ခွက်ပေါ်နှစ်ခွက်ပါနော်အင်ဆိုတာလေးကိုပေါ်ထားမယ်နော်အင်လက်ကိုသားပြုတယ်ဒီမှာနော်ဒီကောင်လေးကတော့အိတ်စောကိုသားပြုမယ်ဒါ KOS ကတာသူ့ရဲ့ကုတ်ပေါ့ဟုတ်ပြီနော်ဒီကောင်လေးလုံးပြမယ်နော်ရှည်ချမ်းလေးဟုတ်ကဲ့ piston လေးထည့်မယ်နော်အဲ့တော့ကဖုံးကကောင်းကောင်းမပေါ်သေးတာpiston ထည့်မယ် piston ထည့်ပြီးဒီမှာစွတ်မယ်နော်ဒီကောင်လေး gasket လေးကသူ oil လေးပဲပြန်ထည့်ထားရနော် oil လေးကမပြတ်စည်းသေးလို့နော်ဒီကောင်လေးကိုကျွန်တော်တို့အောက်က bonfit လေးရစ်ထားရနော် bonfit လေးရစ်ပြီးမှဒီကောင်လေး piston လေးထည့်မယ်နော် piston လေးထည့်ပြီးဒီမှာတက်မယ်နော်ဒီကောင် rain line လေးတွေကို engine လေးလူးမယ်နော် engine လေးလူးပြီးတက်မယ်နော်စွတ်မယ်နော်ဒီကောင်လေးကို okay စွတ်ပြီးရင်ဒီဘက်ကကာကြီးပြန်ပေါက်လေးနဲ့တစ်ချက်ထည့်မယ်နော်โอเคတက်သွားပြီနော်โอเคဒီဘက်ကလေးလေးတက်မယ်နော်ကလေးလေးထည့်မယ်ကလေးကတရားလေးခံထည့်ရမယ်နော်အင်ဂျင်နဲ့ဝင်တိုင်းပြန်ပြီးတော့ခောက်ထုတ်နေရမယ်အင်ဂျင်ထောင်ထဲပူဆိုးတယ်သိလားအလုံးလောက်ရတာရပြီဒီကောင်လေးတရားလေးဝင်ဝင်လေးတရားလှည့်ထည့်ကြည့်โอเคဒါဆိုရင်နော်ကလေးလေးလေးရသွားပြီနော်ရသွားရင်ဒီဘောအင်ဂျင်လေးနည်းနည်းလူးမယ်နော်အင်ဂျင်လေးလူးပြီးမှရှို့ထည့်မယ်နော်gasket ကပါပြီးသားနော်ဆရာကြီးဒီ gasket မပါဘူးပြောမှာဆို gasket ကgasket ကတ်နေရနော်အကောင်မိုးဖိလေးရေးပြီး6ခံထားရနော်6ခံနေဆိုတော့လေကို6ကြီးလည်းထင်မနေပါနဲ့လေတလက်ခံထားတာပါဒါကြီးဖြည်းဖြည်းချင်းလေးဒါလေးညှစ်ပြီးလက်လေးနဲ့ဖြည်းဖြည်းချင်းလေးထည့်မှာနော်ဆိုတော့နောက်ကဖောင်းလေးနှစ်ဖောင်းပါမယ်နော်ဒီမှာတစ်ဖောင်းပါမယ်ဒီမှာတစ်ဖောင်းပါမယ်ဖောင်းလေးနှစ်ဖောင်းပါရနော်ဟုတ်ပြီထည့်မယ်တိုင်မချင်းလေးတာယာလေးဆွဲမယ်နော်ချစ်တဲ့တစ်ခါတည်းရိုက်ပြရမယ်နော်ရပြီဒါဆိုကတ်သွားပြီနော်ကတ်သွားရင် piston ကိုထိတ်ထုတ်မယ်နော် piston လေးကိုထိတ်ထုတ်ထားမယ်ဒါလေးကိုတစ်ဖက်ကတွန်းထားမယ်နော်ရပြီ piston လေးကိုဒါလေးလှည့်မယ်နော်ဒီဘက်ကနေကာဗနာစလောင်းလေးတက်ပြီးတော့ဖြည်းဖြည်းချင်းလေးလှည့်ကြည့်မယ်နော်โอเคပြီးရင်ဒီမှာနော် piston အနေထားကိုတစ်ချက်ကြည့်ဒီမှာအင်ရှိမယ်နော်ဒီကောင်လေးအင်နော်ဒါတော့သူ့ရဲ့ KOS ဟုတ်ပြီဗျာဒါဆို piston ထိတ်ကိုလည်းသူကတညီတည်းလဲထွက်တာမဟုတ်ဘူးနော်အောက်မှာဒိုင်းလောဒတူးစားလောက်လေးကြံနေမယ်နော် piston ကိုထိပ်တီထုတ်ထားမယ်နော်ထိပ်တီထုတ်ပြီးကျွန်တော်တို့ကလာမယ်ဒီရှေ့က gasket တက်မယ်နော် gasket မတက်ခင်မှာကျွန်တော်တို့ဒီမှာချင်းလျှောက်ပြားလေးအောက်ချင်းလျှောက်ပြားလေးထည့်မယ်โอเคအဲ့ဒါပြီး gasket လာမယ်နော် gasket ကိုတော့ပေါ်လေးပတ်မယ်သူ gasket ကိုလည်းကျွန်တော်တို့ကဆေးပြန်မှုတ်ထားရနော်အမဲလေးဖြစ်သွားအောင်ဆေးပြန်မှုတ်ထားတယ်အဲ့ဒါလေးပြပေးမယ်နော်သူ original ပါတဲ့ဆေးကကျွတ်သွားလို့တော့ကျွန်တော်တို့ဆေးလေးပြန်မှုတ်ထားတော့ဒီကောင်လေးကိုဆေးပြန်မှုတ်ပေးထားတယ်ဆေးပြန်မှုတ်ပြီးဘုံဖစ်လေးတော့အနှဲငယ်ပြန်ရစ်ပေးလိုက်ပဲနော်ရေမလုံးပါဆိုလို့ပါကဲဘုံဖစ်လေးပတ်မယ်နော်ညရင်တော့ဒီမှာကော်လေးရစ်ထားရင်နော်ကော်ရစ်ထားပြီးပြီကော်ရစ်ထားပြီးတော့ကျွန်တော်တို့တက်မယ်နော်အဲကောင်လေးရောโอเคဒီကြလေးထည့်လိုက်မယ်နော်ဖောင်းလေးပါမယ်နော်ဒီကောင်ကဖောင်းကမှဟက်ဘက်မှာကန့်နေရနော်ဆစ်လစ်ဘက်မှာလည်းထားလိုက်တယ်နော်โอเคမှာကော်လေးဒီကြပတ်ပေးထားပါတယ်ဖောင်းလေးထည့်မယ်အော်လေဖောင်းလေးထည့်ပေးပါမယ်ခင်ဗျာဒီဘက်မှာတစ်ခုပါမယ်ဒီဘက်မှာတစ်ခုပါမယ်ဒီမှာဖောင်းကနှစ်ခုထည့်လိုက်ပါတယ်ဒီမှာတစ်ခုထည့်လိုက်တယ်ဒီမှာတစ်ခုထည့်လိုက်တယ်နှစ်ခုထည့်ပြီးနော်ထည့်ပြီးဟက်လာမယ်နော်ဟုတ်ကဲဒီမှာကင်ရှက်ဒီကောင်ဟက်လုံးတာလေးလည်းပြလိုက်ရအောင်ဗျာကျွန်တော်နော်ဒီပုံကိုကျွန်တော်တို့အင်ဂျင်မိုင်လေးနည်းနည်းစွတ်ပေးမယ်နော်โอเค
ကလေးဒီကောင်အင်ဂျင်မိုင်လေးထည့်မယ်နော်ဘာကလဲဒီကောင်ကသူချိန်ပြီးသားပဲနော်သူအဟောင်းမပြန်ကတိုင်းမထည့်လိုက်တာဆိုတော့ကျွန်တော်တိတ်မချိန်လိုက်ပါဘူးโอเคဒီကောင်ဟက်လေးတက်မယ်ဘုရားတိုင်းမချင်းလေးပါနော်ညာisaဟုတ်ပြီဟက်လေးတက်ပြီးဆိုတော့နက်လေး30နက်လေးနှလုံးဆွဲမယ်နော်ဒီမှာနော်ဟုတ်ပြီဒါဆိုရင်တော့တိုက်ပိတ်လေးချိန်ပြီးတော့ပြီးသလောက်သွားမယ်နော်အဲ့ဒါပြီးတော့ကျွန်တော်ဒီဘက်အချမ်းလေးဆက်ပြပေးမယ်နော်ခုလို့ဒါလေးတိုက်မချိန်တာလေးကိုဆက်ပြပေးမယ်လို့နက်ကြတာတော့မပြတော့ဘူးမိနစ်တွေတအားရှည်နေလို့နော်ညာပြီဒီရှေ့ကဟက်နက်ကိုဆွဲတော့မယ်ဆိုရင်နော်ဒီမှာတန်များလေးပါမယ်နော်တန်များလေးမှာဒီမှာ EH ဆိုတာပါမယ်ဒီမှာ IN ဆိုတာပါမယ်နော်အဲဒီကောင်လေးကဒီတိုင်းသွားရမှာနော်ဆိုတော့ဒါလေးမှားတယ်လို့မရဘူးနော်မှားတယ်ဒီကောင်လေးထောက်နေဟက်ဖုန်းမရဘူးနော်ဒီကောင်က IN အင်းလက်ကိုကိုစားပြုတဲ့ဘက်ကိုဒီလိုလေးထည့်ပေးမယ်နော်ဟုတ်ပြီဒီကောင်လေးက EH အိတ်သောဘက်ကိုကိုစားပြုတဲ့ကောင်ဟုတ်ပြီစာတန်းအမှန်လေးယူပြီးဒီတိုင်းထည့်မယ်နော်ဒီတိုင်းထည့်ပြီးဟက်နက်လေးလုံးကြည့်ရုံပဲနော်ဒီမှာစာလေးပါနော်ဖြုတ်တဲ့ခါကျရင်ဒီချာကြည့်ပြီးဖြုတ်ရမယ်နော်ဟုတ်ပြီအဲ့ဒါပြီး net လေးဟက်နက်ဆွဲရုံပဲနော်ဟက်နက်ဆွဲပြီးတိုင်မင်ချိန်မယ်နော်ဒီဘေးလေးမာကာတင်တော့မာကာတင်မယ်ဆိုရင် piston လေးကဒီမှာတော့ထိတ်ရောက်နေရနော်တန်လိုက်ကြီးလေးကလို့တဒန်းနဲ့သွားရမယ်နော်တန်လိုက်ကြီးတဒန်းနဲ့ကျွန်တော်125ချိန်တာလည်းမထူးပါဘူးဒါတဒန်းလေးသွားမယ်နော်တဒန်းနဲ့လေးသွားမယ်နော်သွားပြီးတော့ဒီမှာနော်တန်လိုက်ကြီးလေးဒီမှာရှိမယ်နော်တန်လိုက်ကြီးရဒီမှာနော်ဟုတ်ပြီဒီမှာနော်သူဒီကောင်အမှတ်သားဒီလိုလေးသွားမယ်နော်အဲဒီမှာ21နဲ့တော့ရေးထားတယ်ဒီလိုမျိုးအတွင်းပြင်မှားနေလဲအဆင်မပြေပါဘူးဒီတိုင်းလေးပို့အဆင်ပြေတာပေါ့ဗျာအဲဒီမှာ1နဲ့ဒီက2တဲ့နှစ်ခုပါမယ်နော်အဲကောင်လေးကိုဒီမှာတက်မယ်နော်တက်ပြီးတော့ကျွန်တော်ချိန်လေးတစ်ခါလေးပြပေးမယ်နော်โอเคမာကာတင်မယ်ဆိုတော့ဒီမှာနော်တန်လိုက်ကြီးရဒီမှာရှိတယ်ကြီးရဒီလိုမျိုးလေးအင်ဂျင်ဒီလိုတက်လေးသွားမယ်နော်တက်လေးဒီကောင်ကတန်လိုက်ကြီးလေးတခြားပြပေးမယ်တန်လိုက်ကြီးလေးကဒီလိုစောင်းထားမယ်နော်စောင်းတာပစ္စင်လေးထိတ်ထုံနေနော်ပစ္စင်ထိတ်ရောက်တဲ့အချိန်မှာဒီမှာမာကာအမှတ်ကိုကြည့်မယ်မာကာအမှတ်ကိုကြည့်ဒီမှာ2ရှိမယ်အောက်က1ရှိမယ်နော်ဒီမှာ point ရှိမယ်နော်ဒီမှာဒီကောင်က160ရာဒီလိုလေးချိန်နေနော်ဒီ point လေးနဲ့နော်ဒီမှာမြားလေးပါမယ်အဲ့ကောင်လေးနဲ့ဒီအချစ်လေးနှစ်ချက်ကတက်နေရမယ်နော်ဒီအချက်ကလေးကအောက်ပြီးနော်မာကာအမှတ်ကလေးဒီမှာ1နဲ့ဒီလိုတက်လေးသွားရနော်တက်လေးသွားရမယ်နော်တက်လေးသွားပြီးတော့ဒီဘက်ကနေပြီးတော့ဒီမှာနော်တန်လိုက်ကြီးရလဲဒီမှာဒီဘက်ကိုစောင်းထားမယ်နော်ဒီကောင်းရဲ့ဒီမှာရေပင်ကြီးအနေထားအင်ဂျင်ရဲ့ရေပင်ကြီးအနေထားမှာတန်လိုက်ကြီးရှိမယ်နော်အင်ဂျင်ရဲ့ရေပင်ကြီးအနေထားမှာတန်လိုက်ကြီးလေးရှိမယ်အဲ့ကောင်အဲ့ချိန်မှာပစ္စင်ထိတ်ရောက်နေပြီနော်ပစ္စင်ထိတ်ရောက်တဲ့အချိန်မှာကျွန်တော်တို့ကဒီမှာဒီဘော point လေးနဲ့နော်ဒီ point လေးနဲ့ဒီအမှတ်ကလေးနဲ့အောက်ကအမှတ်ကလေးနဲ့အဲ့တန်းလေးချိန်ရမယ်နော်ချိန်ပြီးနော်ဒီကောင်မာကာတက်ပြီနော်မာကာတက်ပြီဆိုကျွန်တော်netလေးကြက်မယ်နော်ဒါအသားလေးဆွဲတင်ထားတာနော်ဟုတ်ပြီဗျာအဲ့ဒါလေးလာပြောပြတာပါအဲ့နဲ့လေးကြက်ပြီးဆိုတော့မာကာတင်တဲ့အပိုင်းတော့ပြီးဆုံးသွားပြီเนาะဒီဘက်ကတန်လိုင်းအောင်ကျန်နေကာဗနာဘက်ကပြန်တက်တာတွေအဲ့ဒီတစ်ချက်နောက်ဗီဒီယိုမှာထပ်ပြီးစုံကြမယ်အားလုံးလိုက်ပြီးအားပေးကြပါဦး